ရက်ွက်မှာကျွန်တော်မွေးမိမရှိတဲ့တဲတွေဟာကျွန်တော်အိမ်ပါပန်းရောင်ရင်နဲ့ကြောင်းတက်ရတဲ့သူမို့တထေးသားများကကျွန်တော်ကိုမပေါင်းပါခင်ဗျာကြောင်းငန်းတွေကပဲပြုတ်တဲ့မတ်ထားမျက်စိစလို့အိမ်ငိုက်ကကြောင်းကိုလာပန်းလေးတဲ့ဝင်သူ့ကိုလေကျွန်တော်ချန်ထားမုံစေတန်းနဲ့ဝေဝေမှာနှစ်ယောက်ထိုင်ကသူယူလာတဲ့သမင်းညာကဲနဲ့ပဲပြုတ်စီဆန်းကိုပြုတ်စီဆန်းကိုလာစောကြရင်နဲ့လူကုန်တဲ့တွေကြာကျွန်တော်ယူလာတဲ့ပန်းကလေးတွေအတွက်ပြုံးလို့နေတဲ့သူလို့နေတဲ့သူမတို့တယောက်ဝါအတွက်ကြိုးစားကြတူတူဆယ်ရန်ပြီလို့လိုက်ခွဲလာအချိန်ကြီးကြာအောက်တန်းစည်လေးငါမှမအားနိုင်ပါမချာကတော့ဘွဲရကဂုံယူစရာတရင်ကြတဲ့နေ့ကငါဝမ်းသာတဲ့ဟာဂျုံစင်တနေ့လမ်းလျှောက်ကကျွန်တော်ပြန်มา